ဆရာကြီးဦးအောင်သိန်းရဲ့အဖို့မပြတ်နိုင်သောတဒနာများဒီကနေ့ဒီဗီဒီယိုမှာတော့မြန်မာပြည်မှာကြော်ကြားခဲ့တဲ့စာရေးဆရာကြီးဆရာဦးအောင်သိန်းရဲ့ကြော်ကြားခဲ့တဲ့စာတိုများကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ဆရာကြီးဦးအောင်သိန်းပြောပြခဲ့တဲ့စာတိုလေးတွေကတော့မင်းတို့ဘဝမှာလှုပ်ရှားနှစ်ခုပဲရှိတယ်မင်းရဲ့ဘဝကိုမင်းတို့မိဘတွေထက်ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုးစားရမယ်မင်းတို့သားသမီးတွေကိုမင်းတို့ဘဝတွေထက်ပိုပြီးကောင်းမွန်လာအောင်စွမ်းဆောင်ပေးရမယ်မင်းအသက်30ငါအသက်က86ဒါဟာအချိန်ပဲလောကမှာအချိန်ကဘဝတစ်ခုပါပဲအချိန်မပါဘဲနဲ့ဘဝကိုဖွဲ့စည်းလို့မရဘူးမင်းဘဝကိုတန်ဖိုးထားရင်မင်းရဲ့အချိန်တွေကိုလည်းတန်ဖိုးထားရလိမ့်မယ်လောကမှာကြပြားယူရဲ့စာယူရဲ့အရှိယူရဲ့ငါအချစ်ဆုံးပဲသူတို့တွေကနှလုံးသားရှိလို့အုပ်စယူရဲ့အာနာယူရဲ့ငါအမုန်းဆုံးပဲသူတို့ကနှလုံးသားမရှိကြဘူးကွာစိတ်ပြက်လက်ပြက်ဆိုတာမျိုးမဖြစ်စေနဲ့စိတ်ပြက်ခြင်းပြက်လက်တော့မပြက်နဲ့ဆိုလိုတာကစိတ်အားထက်သန်မှုတွေကိုပြင်းရည်ပြီးခိတ္တရက်တန့်လို့ရပါမယ်ကြိုးစားလေ့ကျင့်မှုတွေကိုအိမ်မက်တွေမပြီးဆုံးခင်အထိလက်မလျှော့လိုက်ပါနဲ့လူတွေကကောင်းတာအကျင့်လုပ်ရင်ကောင်းတဲ့အကျင့်ပါသွားမှာကြတော့သိတယ်ဒီလိုပဲလေမကောင်းတာအကျင့်လုပ်ရင်လည်းမကောင်းတဲ့အကျင့်ပါသွားမှာပါပဲအောက်တန်းကြဖို့ဆိုတာကြိုးစားနေဖို့မလိုဘူးဒီနေ့ငါအောက်တန်းကြရမယ်လို့အဋိဌံပြုနေဖို့မလိုဘူးအောက်တန်းကြတာရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အထက်တန်းစားစိတ်သက်ဖြစ်ဖို့ကြတော့ခဲရင်သွားပြီလောကမှာကိုယ့်အတွက်ကြီးပဲမကြည့်ပဲသူများအတွက်လည်းကြည့်ပေးနိုင်တာယဉ်ကျေးမှုပဲရိုးသားပါကိုမရတဲ့နာတွေကိုမယူခြင်းပါနဲ့ကိုမရတဲ့အရာတွေကိုယူလိုက်မိတဲ့အခါဘဝမှာကိုမလိုချင်တာတွေကိုပါလက်ခံရတတ်တယ်လူတယောက်မိုးပြန်အောင်ထော်နေပါစေသူ့မှာတာဝန်ယူလို့စိတ်မရှိရင်ဘယ်နေရာမှအသုံးမဝင်ဘူးငယ်ရွယ်စဉ်မှာကိုမခိုင်းရင်ကြီးလာတဲ့အခါမှာတော့သူများခိုင်းတာခံရတတ်တယ်ပြောချွင်းစရာတွေမျှဝေခံစားရင်နှစ်ဆတိုးပါတယ်ဝမ်းနဲ့စရာတွေမျှဝေခံစားရင်တဝက်လျော့ပါတယ်တိုင်းပြည်မကြီးပွားမတိုးတက်တာမျိုးချစ်စိတ်မရှိလို့မဟုတ်ဘူးပညာမတက်ကြလို့လူကြောင်ကြရင်ကိုလီပဲဖြစ်မယ်အုံနောက်ကြောင်ကြရင်တော့ခေါင်းဆောင်ဖြစ်မယ်အရှိမှာတော့မျက်စိမရှိဘူးအုံနောက်မှာတော့မျက်စိရှိမှရလိမ့်မယ်ငယ်ငယ်မှာစမ်းပွင့်လို့ရင်ကြီးလာတဲ့အခါလက်ပိတ်သွားတတ်တာကိုလည်းသတိပြုပါဘာမှလုပ်စရာမရှိရင်စာဖတ်နေခြင်းဟာအကောင်းဆုံးပါပဲကိုမအမာရွတ်ရှိရင်သူတစ်ပါးတန်ရာတွေကိုနားလည်ပေးနိုင်ရမယ်ပညာသင်ကြားနေတဲ့အချိန်မှာအိမ်အောင်ကြမသွားအောင်အရှိကိုအချိုတက်ထားပါယခုတင်ဆက်ပေးခဲ့တဲ့ဆရာကြီးဦးအောင်သိန်းရဲ့အတွေးခေါ်တဒနာတွေကိုကြိုက်နှစ်သက်မယ်လို့မျှော်လင့်မိပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြလို့လဲအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ